Gunfire in the darkness. Dozens of soldiers killed in heavy shooting along the Afghan-Pakistani border Sunday. It follows airstrikes on Kabul and eastern Afghanistan by Pakistani forces Thursday. Pakistan and Afghanistan နေဆက်မှာ Afghan တပ်ဖွဲ့တွေက Pakistan စစ်စခန်းတွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဒီဘက်အစောပိုင်းမှာကဘူးမြို့ကို Pakistan ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တယ်လို့ဆွဆွဲခံရပြီးတဲ့နောက်မှာဖြစ်ပေါ်လာခဲ့တာပါ။ Afghanistan ရဲ့တာလီဘန်ခေါင်းဆောင်တဲ့အစိုးရကတော့သူတို့တပ်ဖွဲ့တွေဟာစနေနေ့ကလေးကနိုင်ငံနယ်နိမိတ်တစ်လျှောက် Pakistan ကိုလက်နက်ကိုင်တုံ့ပြန်မှုတွေလုပ်ခဲ့တယ်လို့ပြောပါတယ်။ Afghan state ကစနေနေ့ထုတ်ပြန်ချက်မှာ Pakistan state ရဲ့ကဘူးပေါ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့ဖြစ်တယ်လို့ပြောပြီးကျွန်တော်တို့တပ်ဖွဲ့တွေဟာနေဆက်တစ်လျှောက်နေရာအမျိုးမျိုးမှာ Pakistan လုံခြုံရေးတပ်ဖွဲ့တွေနဲ့အပြင်းထန်တိုက်ပွဲတွေဖြစ်နေပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အတီးမပြုနိုင်တဲ့သတင်းတွေအရ Afghanistan ကာကွယ်ရေးဝန်ကြီးဌာနကိုကိုးကားပြီးတာလီဘန်ခေါင်းဆောင်တဲ့တပ်ဖွဲ့တွေဟာမတည်ငြိမ်တဲ့ကူနာနဲ့ Helmand ပြည်နယ်တွေအပါအဝင် Durand Light တစ်လျှောက်ကပါ Pakistan state စခန်းငယ်ပေါင်းများစွာကိုသိမ်းပိုက်ရရှိထားတယ်လို့ပြောပါတယ်။ Afghan ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရဒီတိုက်ခိုက်မှုမှာ Pakistan ဘက်ကအဆောက်အုံတွေနဲ့ပစ္စည်းကိရိယာတွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။နှစ်ဖက်စလုံးမှာထိခိုက်ဒေဆုံးမှုတွေရှိတယ်ဆိုတဲ့အတီးမပြုနိုင်သေးတဲ့သတင်းတွေလည်းရှိနေပါတယ်။မနေ့ကစနေနေ့မှာတော့ကူနာ၊နန်ဂါဟာ၊ပက်တီယာ၊ဟို့စ်နဲ့ဟဲလ်မန်ပြည်နယ်တွေအပါအဝင်နေဆက်ပြည်နယ်အများအပြားကတာလီဘန်အရာရှိတွေကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းအတည်ပြုခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအောင်မြင်တဲ့စစ်စင်ရေးတွေဟာတကောက်ရဲ့အချိန်မှာပြီးဆုံးတော့ပြီလို့ပြောခဲ့ပါတယ်။ Pakistan နဲ့ Afghanistan ရဲ့နေမြေကိုနောက်တစ်ကြိမ်ထပ်မံချိုးဖောက်မယ်ဆိုရင် Afghanistan ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကပြက်ပြက်သားသားတုံ့ပြန်မယ်လို့တတိပေးခဲ့ပါတယ်။ Pakistan ရဲ့ခိုင်ဘာပက်တော်ပြည်နယ်ကအကြီးတဲ့အရာရှိတူကလည်းဒီတိုက်ပွဲတွေကိုအတည်ပြုခဲ့ပြီး Pakistan တပ်ဖွဲ့တွေဟာနေဆက်တစ်လျှောက်နေရာ၄နေရာမှာပထမဆုံးလက်နက်ငယ်အနေငယ်နဲ့တုံ့ပြန်ခဲ့ပြီးနောက်ပိုင်းမှာလက်နက်ကြီးတွေနဲ့အပြင်းထန်တုံ့ပြန်ခဲ့တယ်လို့ပြောပါတယ်။သူကပါကစ္စတန်တပ်ဖွဲ့တွေဟာလက်နက်ကြီးတွေနဲ့အပြင်းထန်တုံ့ပြန်ခဲ့ပြီးပောက်ကွဲစေတဲ့ပစ္စည်းတွေသေဆောင်လာတယ်လို့တန်တရားရှိတဲ့ Afghan Quadcopter လို့ခေါ်တဲ့ Rahat Drone 3 စင်းကိုပစ်ချခဲ့တယ်လို့ပြောပါတယ်။ကြာသပတေးနေ့က Afghanistan မြို့တော်မှာပောက်ကွဲမှုတစ်ခုနိုင်ငံအရှေ့တောင်ဘက်မှာတစ်ခုဖြစ်ခဲ့ပါတယ်။နောက်နေ့မှာတော့တာလီဘန်အုပ်ချုပ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနကဒီတိုက်ခိုက်မှုတွေဟာပါကစ္စတန်ရဲ့လက်ချက်လို့ဆွဆွဲပြီးသူတို့ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တယ်လို့အင်းင်းချင်းကိုဆွဆွဲခဲ့ပါတယ်။အစ္စလာမဘတ်ဘက်ကတော့ဂျာသပတေးနေ့တိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာသူတို့ရှိတယ်ဆိုတာကိုအတိမပြုခဲ့ပေမဲ့ပါကစ္စတန်တာလီဘန်တွေကိုသူတို့နေမြေမှာခိုလုံခွင့်မပေးဖို့ကဘူးကိုတောင်းဆိုခဲ့ပါတယ်။ဒီအတော်အတွင်းမှာတော့အီရန်ကလည်းဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြားမှာအင်းင်းချင်းနိုင်ငံတွေဖြစ်တဲ့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကိုထိန်းသိမ်းရှိဖို့တိုက်တွန်းခဲ့ပါတယ်။ထိတ်တန့်သက်တမန်အာဘက်ဆာရာကီကဒီနိုင်ငံတွေကြားမတည်ငြိမ်မှုဟာဒေသတွင်းငြိမ်းချမ်းရေးကိုချိန်ချောင်းနေတယ်လို့ပြောပါတယ်။ကာတာနိုင်ငံကလည်းအစ္စလာမစ်သမ္မတနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်တစ်ချောင်းမှာတင်းမာမှုတွေမြင့်တက်လာတာနဲ့ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ခုနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခတွေဟာနှစ်ဖက်စလုံးကစကားစစ်ထိုးနေချိန်မှာပေါ်ပေါက်လာခဲ့တာပါ။အစ္စလာမဘတ်ဘက်ကတော့အာဖဂန်နစ္စတန်ကိုဆွဲတာကအာဖဂန်နေမြေကိုအသုံးပြုပြီးပါကစ္စတန်ကိုတိုက်ခိုက်နေတဲ့စစ်သွေးကြွတွေကိုနှိမ်ထုတ်ဖို့ပြက်ကွက်တယ်လို့ဆွဲခဲ့ပြီးကဘူးအာဏာပိုင်တွေကတော့ဒီဆွဲချက်ကိုညှင်းဆိုခဲ့ပါတယ်။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမိုဟာမက်အာဆစ်ကကြာသပတေးနေ့မှာလွတ်တော်ကိုပြောကြားရမှာပါကစ္စတန်တာလီဘန် TTP ကိုထောက်ပံ့တာရပ်တန့်ဖို့အာဖဂန်တာလီဘန်ကိုစီးယုံဖို့ကြိုးပမ်းမှုအများအပြားပြက်ကွက်ခဲ့ကြောင်းပြောပြီးပါကစ္စတန်အနေနဲ့ဒါကိုဒီထက်ပိုပြီးသိခံမှာမဟုတ်ဘူးလို့တတိပေးခဲ့ပါတယ်။အာဆစ်ကသူ့ရဲ့နောက်ထပ်အင်းင်းချင်းဖြစ်တဲ့အိန္ဒိယကလည်းအာဖဂန်နစ္စတန်ကိုအသုံးပြုပြီးပါကစ္စတန်ကိုပြစ်မှတ်ထားနေတယ်လို့ဆွဲခဲ့ပါတယ်။ဒီလိုအချိန်မျိုးမှာပဲအာဖဂန်နိုင်ငံသားရေးဝန်ကြီးအမီယာခန်ကူတာမင်ကအိန္ဒိယကိုရောက်ရှိနေချိန်မှာဒီပဋိပက္ခတွေဖြစ်ပေါ်နေတာဟာတိုက်ဆိုင်မှုတစ်ခုဖြစ်နေပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယအာဖဂန်ပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီးအစ္စလာမာဘတ်မှာရှိတဲ့အာဖဂန်နစ္စတန်သံအမတ်ကြီးစီကိုတရားဝင်ကန့်ကွက်လော်တင်ခဲ့ပါတယ်။အထူးသဖြင့်ဂျမ်မူနဲ့ကက်ရှ်မီးယားကိုထည့်သွင်းဖော်ပြထားတာကိုကန့်ကွက်တာပါ။ဘူတာကီကအကြမ်းဖက်မှုဟာပါကစ္စတန်ရဲ့ပြည်တွင်းပြဿနာဖြစ်တယ်လို့ပြောခဲ့တဲ့မက်ချက်တွေကိုလည်းကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်ကအိန္ဒိယဟာဒီကိစ္စမှာပါဝင်ပတ်သက်နေတယ်လို့လည်းဆွဲတာတွေလည်းရှိပါတယ်။ပြောမယ်ဆိုရင်ဒီနှစ်ထဲမှာပါကစ္စတန်ကသူ့ရဲ့အင်းင်းချင်းတွေနဲ့ဒုတိယအကြိမ်အဖြစ်အကြီးအကျယ်ပဋိပက္ခဖြစ်ပေါ်မှုတစ်ခုပါ။ဒီနှစ်အစောပိုင်းမှာပါကစ္စတန်အခြေစိုက်အကြမ်းဖက်သမားတွေရဲ့ဘယ်ဂန်အကြမ်းဖက်တိုက်ခိုက်မှုကိုမြင်ခဲ့ရပြီးအဲ့နောက်မှာအိန္ဒိယကပါကစ္စတန်မှာတံပြန်အကြမ်းဖက်စစ်ဆင်ရေးတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်ဟာဒေသတွင်းမတည်ငြိမ်အောင်ဖန်တီးနေတဲ့အဓိကအချက်ဖြစ်တယ်ဆိုတာတော့ထင်ရှားပါတယ်။အခုဆိုပါကစ္စတန်ကအာဖဂန်နစ္စတန်ကိုရန်စားဖို့စ조사နေတာကိုတွေ့ရပါတယ်။ကဘူးမှာဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တာကိုမြင်ခဲ့ရပါတယ်။ဘယ်သူမှတရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ပါကစ္စတန်ကလုပ်ခဲ့တယ်ဆိုတာလူတိုင်းကထင်ကြပါတယ်။အခုဆိုရင်အာဖဂန်တွေဘက်ကတံပြန်တိုက်ခိုက်မှုတွေရှိလာတာပါ။ကဘူးမှာအိန္ဒိယစံတော်ချိန်မနက်10:00နာရီလောက်မှာပြောရေးဆိုခွင့်ရှိသူကအသေးစိတ်အချက်အလက်တွေကိုပို့ပြီးပေးဖို့ညွှန်လင်းရတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုရှိမယ်လို့သိရပါတယ်။ဒါမဲ့ဒါဟာအချင်းကြာမြင့်နေပြီဖြစ်တဲ့ပြဿနာတစ်ခုဖြစ်ပြီးအဓိကအားဖြင့်အာဖဂန်နစ္စတန်မှာနေဆက်ဖြတ်ကျော်အကြမ်းဖက်ဝါဒကိုပါကစ္စတန်ကထောက်ခံမှုပေးနေတာကြောင့်ဖြစ်ပါတယ်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဘူတာကီကဒေလီမှာပြောကြားခဲ့သလိုပဲအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ပါကစ္စတန်ဘက်ကဆွဆွဲချက်တွေအတွက်တက်တဲ့အထောက်အထားတွေပေးဖို့သူတို့တောင်းဆိုသင့်ပါတယ်။ဒီဟာကပဲကဘူးကအစ္စလာမာဘတ်ဘက်ကိုပြောခဲ့တဲ့အဓိက message ဖြစ်ခဲ့တာပါ။တကယ်တည်းဆိုရင်အာဖဂန်နစ္စတန်မှာအစ္စလာမာဘတ်ဘက်ကဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့ပတ်သက်ပြီးစာအုပ်တအုပ်လုံးတော့ရေးလို့ရပါတယ်။ဒါမဲ့အခြေအနေကတော့ဆက်လက်ပြောင်းလဲနေတော့ပါ။ကာတာနဲ့ဆော်ဒီအာရေဗျတို့ရဲ့ထုတ်ပြန်ချက်တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အိန္ဒိယဘက်ကတော့ထုတ်ပြန်ချက်မရှိသေးပါဘူး။မကြာခင်တော့ဖြစ်လာနိုင်ပါတယ်။အခြေအနေဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့အပေါ်မူတည်နေပါသေးတယ်။ဒါမဲ့အိန္ဒိယနဲ့အာဖဂန်နစ္စတန်နိုင်ငံစလုံးဟာမတည်ငြိမ်အောင်ဖန်တီးနေတဲ့အဓိကအချက်ကိုပါကစ္စတန်ကနေအဓိကစိုးရိမ်ပူပန်မှုတွေဖြစ်လာနေပါတယ်။ကာတာနဲ့အီရန်တို့တုံ့ပြန်ခဲ့ကြပြီးအိန္ဒိယရဲ့တုံ့ပြန်မှုကလည်းတေချာပေါက်ရှိလာမှာပါ။အိန္ဒိယအနေနဲ့ဒီပဋိပက္ခကိုအခုအချိန်မှာဘယ်လိုမျိုးရှုမြင်နေသလဲဆိုတော့အိန္ဒိယကဒီဒေသနဲ့ပတ်သက်ပြီးကောက်ကောက်ကြီးသိနာလေပါတယ်။ပြီးတော့ပါကစ္စတန်ဟာပြဿနာဖြေရှင်းသူမဟုတ်ပဲပြဿနာဖန်တီးသူဖြစ်ခဲ့တယ်ဆိုတာကိုလည်းအိန္ဒိယကသိပါတယ်။အိန္ဒိယကအကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေကိုမိမောထိုးပြခဲ့တာဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။အဲ့ဒီထဲမှာနောက်ဆုံးဖြစ်ခဲ့တဲ့တာလီဘန်အကြမ်းဖက်တိုက်ခိုက်မှုလည်းပါဝင်ခဲ့ပါတယ်။အိန္ဒိယကအာဖဂန်နစ္စတန်အစိုးရဘက်ကရည်တည်သွားမှသိချပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံစလုံးမှာပူးတွဲစိုးရိမ်မှုတွေရှိနေလို့ပါ။အိန္ဒိယနဲ့အာဖဂန်နစ္စတန်တို့ပူးတွဲထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကိုကြည့်မယ်ဆိုရင်လည်းပါကစ္စတန်ကနေထွက်ပေါ်လာတဲ့နေဆက်ဖြတ်ကျော်အကြမ်းဖက်မှုအပေါ်စိုးရိမ်ပူပန်မှုတွေဟာနှစ်ဖက်စလုံးအတွက်စိုးရိမ်စရာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်အိန္ဒိယကပါကစ္စတန်အကြောင်းကိုပါသိပါတယ်။ပြီးတော့ဒီနိုင်ငံကပြဿနာတွေဘယ်လိုဆက်ပြီးဖန်တီးနေတယ်ဆိုတာကိုလည်းသိနေပါတယ်။ဒီနေ့ဖြစ်တဲ့တွေဟာအိန္ဒိယဘက်ကကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုပြသနေတာပါ။နယူးဒေလီကတာလီဘန်နဲ့ဆက်ဆံရေးတိစောက်ပြီးလက်တွေ့ကျတဲ့ချင်းကပ်မှုကိုလုပ်နေတာပဲဖြစ်ပါတယ်။တာလီဘန်ရဲ့ထောက်ခံသူဟောင်းတွေကတော့ဒီပေါ်မှာတခုခုပြောစရာရှိလာမှာတော့သိချပါတယ်။ပါကစ္စတန်ဟာတာလီဘန်ကိုဆယ်စုနှစ်တွေနဲ့ချီပြီးထောက်ပံ့ခဲ့ကြပေမဲ့ဒီနေ့မှာတော့ဆက်ဆံရေးဟာပြိုကွဲစားပြုနေပါပြီ။အာဖဂန်နစ္စတန်ကပါကစ္စတန်ကိုသူတို့ရဲ့လက်ပိုင်နဲ့ချိုးဖောက်တယ်လို့ဆွဆွဲတဲ့သတင်းအသစ်တွေထွက်ပေါ်လာပါတယ်။တောက်ကြတဲ့ကကပူးမှာပောက်ကွဲတံတွေကြားခဲ့ရပါတယ်။တာလီဘန်ကပောက်ကွဲမှုတွေကိုအတီးပြုတ်ခဲ့ပေမဲ့အသေးစိတ်ကိုတော့ထဲမပြောပါဘူး။ဒါတွေဟာပါကစ္စတန်စစ်တပ်ကလှုပ်ဆောင်ခဲ့တဲ့လေကြောင်းတိုက်ခတ်မှုတွေဖြစ်တယ်လို့လေ့လာသူတွေကယုံကြည်ကြပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့တားမြစ်ထားတဲ့ Tariq Taliban Pakistan TTP ကအကြမ်းဖက်သမားတွေဖြစ်ပါတယ်။ဒါကပါကစ္စတန်တာလီဘန်ပါ။ American Air ရှိဟောက်တူကလည်းဒီကိစ္စကိုမက်ချက်ပိတ်ခဲ့ပါတယ်။သူကတော့အာဖဂန်နစ္စတန်ကနေ American တပ်တွေရုပ်သိမ်းရေးကိုညီနိုင်ပိတ်ခဲ့တဲ့ American တပ်တမန်ဟောင်း Zemel Khalilzad ဖြစ်ပါတယ်။ Khalilzad ကအွန်လိုင်းမှာစာတကြောင်းရေးတင်ခဲ့ပါတယ်။သူပြောတာကဒီနေ့ပါကစ္စတန်ကအာဖဂန်နစ္စတန်ရဲ့မြို့တော်ကိုတိုက်ခိုက်တာဟာအကြီးအကျယ်တင်းမာမှုမြင့်တက်လာတာပဲလို့ပြောပါတယ်။ Khalilzad ကပါကစ္စတန်ရဲ့ပတ်သက်မှုအတွက်တက်တဲ့အထောက်အထားတော့မပြောခဲ့ပါဘူး။အခုပါကစ္စတန်စစ်တပ်ကတော့ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။သူတို့ကလက်တုံ့ပြန်စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့တယ်လို့ပြောပေမဲ့ကပူးမှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကိုတော့တခေါမှထဲမပြောထားပါဘူး။ဒီတိုက်ခိုက်မှုတွေဖြစ်တဲ့အချိန်ဟာတာလီဘန်နိုင်ငံခြားရေးဝန်ကြီးကဒေလီကိုတွားရောက်ပြီးအိန္ဒိယခေါင်းဆောင်တွေနဲ့တွေ့ဆုံနေခြင်းဖြစ်နေတာကအရေးကြီးပါတယ်။ပါကစ္စတန်ဟာတာလီဘန်နဲ့ပတ်သက်ပြီးမကြေမချမ်းဖြစ်နေတဲ့နောက်ထပ်လက္ခဏာတစ်ခုပဲလို့သုံးသပ်သူတွေကယုံကြည်ကြပါတယ်။ဆယ်စုနှစ်တွေနဲ့ချီပြီးပါကစ္စတန်ကတာလီဘန်ကိုထောက်ခံခဲ့တာကိုလည်းလူတိုက်ကသိကြပါတယ်။သူတို့ဟာလွန်ခြုံတဲ့ခိုလုံရတွေပေးခဲ့တယ်ငွေကြေးထောက်ပံ့ခဲ့တယ်လက်နက်တဲရှင်ပေးခဲ့ပြီးအာဖဂန်နစ္စတန်အပေါ်ဩဇာလွှမ်းမိုးဖို့သူတို့ကိုအသုံးပြုခဲ့ပါတယ်ဒါကအိန္ဒိယကိုခုခံဖို့မဟာဗျူဟာမြောက်နက်ချိုင်မှုတစ်ခုတိဆောက်ခြင်းနဲ့ပါကစ္စတန်ရဲ့မဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီမဟာဗျူဟာဟာအခုပြိုလဲနေပြီလို့ဆိုရတော့မှာပါပါကစ္စတန်ရဲ့တာလီဘန်နဲ့ဆက်ဆံရေးဟာအခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရပါတယ်ဒီတစ်ပတ်မှာပဲပါကစ္စတန်စစ်သားစစ်တူဟာကိုက်ဘာပက်တွန်ခါပြည်နယ်မှာချုံခိုတိုက်ခိုက်ခံရပြီးတေဆုံးခဲ့ရပါတယ်ဒီတိုက်ခိုက်မှုအတွက်ပါကစ္စတန်က TTP ကိုအပြစ်ပုံချခဲ့ပါတယ်အစ္စလာမဘတ်ဘက်ကအာဖဂန်နယ်မြေကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက်အသုံးပြုနေတယ်လို့ပြောပြီးသူတို့ရဲ့သိခံနိုင်စွမ်းကုံဆုံးနေပြီလို့ဆိုပါတယ်ပါကစ္စတန်ကာကွယ်ဝန်ကြီးခါဝါဂျာအာဆစ်ကလည်းမက်ချက်တစ်ခုပေးခဲ့ပါတယ်သူကကပူးကိုမကြာခင်မှာကိုစလေအဖွဲ့တစ်ဖွဲ့ဆင်လွတ်မယ်လို့ပြောပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့တာလီဘန်ကို message ပေးဖို့ပါနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေမလုပ်ပါနဲ့တော့ TTP အတွက်လုံခြုံတဲ့ခိုလုံရာတွေမပေးပါနဲ့တော့ဆိုတဲ့ message မျိုးပါအစ္စလာမဘတ်ဘက်ကအရင်ကလည်းဒီလိုသတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့တာလီဘန်ကတော့တိတ်ပြီးဂယုမဆိုင်ခဲ့ပါဘူးဒီထက်ပိုပြီးကွဲလွဲမှုတွေရှိလာခဲ့ပါတယ်ပြီးခဲ့တဲ့မေလမှာပါဂန်မှာဖြစ်ပွားခဲ့တဲ့ပါကစ္စတန်ထောက်ပံ့တဲ့အကြမ်းဖက်သမားတွေလုပ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတာလီဘန်ဘက်ကချုပ်ချခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကလည်းအာဖဂန်နစ္စတန်ရဲ့ပက်တီကာပြည်နယ်ဟာနေဆက်ဖြတ်ကျော်တိုက်ခိုက်ခံရတာကိုအားလုံးကတွေ့ခဲ့ရပါတယ်ပါကစ္စတန်လေတပ်က TTP တိုက်ခိုက်ရေးသမားတွေကိုပြစ်မှတ်ထားတယ်လို့ပြောပြီးတိုက်ခိုက်ခဲ့တာပါလူ40ကျော်သေဆုံးခဲ့ရပါတယ်ဒီလိုတိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တာလီဘန်ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်သူတို့ကပါကစ္စတန်စစ်စခန်းအများအပြားကိုတိုက်ခိုက်ခဲ့ပြီးပါကစ္စတန်စစ်သား10ဦးကျော်သေဆုံးခဲ့ပါတယ်ရှင်းနေတာကတော့တာလီဘန်ဟာမကြောက်မရွံ့ပဲရှိနေတာပါပါကစ္စတန်ကတာလီဘန်ကိုဆယ်စုနှစ်တွေနဲ့ချီပြီးထောက်ပံ့ခဲ့ပေမဲ့အခုဒီအဖွဲ့ကသူတို့ကိုဆက်ကျင်နေပါတယ်ပိုဆိုးတာကဒီတိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်ဟာစစ်သားတွေဆုံးရှုံးနေရတာပါတတမန်ရဲ့ချင်းကဲမှုကတော့မှရလက်ကောက်တွေမပေးနိုင်ခဲ့ပါဘူး
တချိန်တုန်းကအစ္စလာမာဘတ်ကကူညီအတွက်အမေရိကန်စီကိုလက်ဖို့အထိအကြံပြုခဲ့ပါသေးတယ်အာဖဂန်နစ္စတန်ကစစ်သွေးကြောတွေကိုပြစ်မှတ်ထားဖို့အတွက်အမေရိကန်ကိုဒရုန်းအခြေစိုက်စခန်းတွေပေးဖို့ကိုပါစဉ်းစားခဲ့ပါတယ်အမေရိကန်ကိုဒရုန်းအခြေစိုက်စခန်းတွေပေးပြီးအဲ့ဒါတွေကိုအာဖဂန်နစ္စတန်ထဲကပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အသုံးပြုတာမျိုးပါစစ်တပ်အကြီးအကဲတွေတောင်မှထိအောင်မှုမရှိခဲ့ပါဘူးပါကစ္စတန်ရဲ့ထိပ်တန်းစစ်ဖက်ခေါင်းဆောင်ဖီမာရှယ်အာယမူနီဟာနှစ်ဖက်စလုံးမှာပါဝင်ဖို့စ조사ခဲ့ပါတယ်သူကတာလီဘန်ကို TTP ကိုဆက်ကျင်ဖို့အရင်ဆုံးတိုက်တွန်းခဲ့ပါတယ်ပါကစ္စတန်ရဲ့အတိတ်ကထောက်ပံ့မှုတွေကိုတတိပိတ်ခဲ့ပါတယ်ပါကစ္စတန်ကိုစေနာကောက်တဲ့အစ္စလာမစ်ညီကိုနိုင်ငံလို့ခေါ်ခဲ့ပါတယ်ဒါမဲ့သူကပါကစ္စတန်နိုင်ငံသားတဦးတယောက်ချင်းစီရဲ့လုံခြုံရေးအတွက်ဆိုရင်အာဖဂန်နစ္စတန်တနိုင်ငံလုံးပျက်စီးသွားလေကိစ္စမရှိဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်မဟာဗျူဟာမဟာမိတ်အဖြစ်စတင်ခဲ့တာကအခုတော့ဝါရှင်ပျက်စီးခြင်းအဖြစ်သို့ပြောင်းလဲသွားပါပြီပါကစ္စတန်ရဲ့မဟာဗျူဟာမြောက်နယ်ဆိုင်မှုအတွက်ကြိုးပမ်းမှုလည်းပျော်လဲသွားပါပြီတာလီဘန်ကတော့လွတ်လပ်မှုနဲ့တရားဝင်အသိအမှတ်ပြုမှုကိုလိုချင်ပြီးဒါကိုအောင်မြင်ဖို့အိန္ဒိယလိုနိုင်ငံတွေဖက်ကိုလက်ကြည့်နေပါတယ်တာလီဘန်သားဒီဒေသမှာမိတ်ဆွေအသစ်တွေရှာတွေ့ခဲ့မယ်ဆိုရင်ဒါဟာနောက်နေပေါင်းများစွာအထိဒေသတွင်းနိုင်ငံရေးကိုပြောင်းလဲပြစ်နိုင်ပါလိမ့်မယ်ဟုတ်ကဲ့အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်